အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ချွတ်ချွတ်ရေးလေးနဲ့စားလို့အရန်ကောင်းပြီးလောကလွယ်ကူတဲ့ဖျက်တိကြောက်ကြော်လေးလှူစားပြလို့လုံးလေးကိုလာမြောက်ပေးတာပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးဖျက်တိကြောက်ကြော်ပြလို့ရတဲ့အတွက်ဖျက်တိရဲ့သားလေးတွေကိုစွန်းလေးနဲ့ချစ်ထားပြလိုက်ပါမယ်ရှင်ဖျက်သည့်အသားလေးတွေလည်းချပြီးသွားပြီဆိုရင်တော့ကျိတ်မြက်ခွက်လေးတွေကိုထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးသွားရင်တော့ကျဉ်ညက်သွားတဲ့အထိကျိတ်ထားပေးလိုက်ပါမယ်ရှင်ကျိတ်ထားတဲ့ဖရက်တိရည်လေးတွေကိုစကားလေးနဲ့ဆစ်ဆက်ထားပေးလိုက်ပါမယ်ရှင်ဆက်ထားတဲ့ဖရက်တိတွေကိုကြောက်ကြောမုံထမင်းစားစွန်း2စွန်းတကြားထမင်းစားစွန်း6စွန်းနဲ့စားနှဲငယ်ကိုထည့်ပြီးမှုပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့ကျုံးမဲ့အိုးတွေကိုထည့်ပြီးမီးအေးလေးနဲ့ကျူသွားပြလိုက်ပါမယ်ရှင်ကျုံနေတဲ့အခါမှာလည်းအဆက်မပြတ်မှုသားပေးဖို့လိုပါတယ်ရှင်ကျိုးထားတာလေးလည်းစူပွက်လာပြီဆိုရင်တော့ခုနကချစ်ထားတဲ့ဖရဲတိခွန်တွေကိုထည့်ပြီးအေးခန့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့နိုင်ဝက်45မိနစ်လောက်ကိုအေးခန့်ထားပေးရပါမယ်ရှင်ရေခဲတစ်တာရှိတဲ့လူတွေကတော့ရေခဲတစ်တာတွေကိုထည့်ပြီးအေးခန့်လို့ရပါတယ်ရှင်ကဲအခုဆိုရင်တော့ချွတ်ချွတ်အေးလေးနဲ့စားလို့အရန်ကောင်းတဲ့ဖရဲတိကြောက်ကြော်လေးကိုစားလို့ရပါပြီရှင်ဗီဒီယိုလေးကိုအစဆုံးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်